ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရောက်ရှိတဲ့နေရာကတော့မလေးရှားနိုင်ငံရဲ့ဖရာဂျာယာလာဝကာရုံးချုပ်ဖြစ်ပါတယ်ဆိုတော့တချို့လူတွေကကျွန်တော်စီအများနဲ့မေးနေတဲ့မေးတော့ပွန်တခုပေါ့နော်2013မှာရွယ်ကတ်ရပြီးမှအသိခံရတဲ့လူတွေအဖက်ခံရလို့ရှိရင်ပြန်လွတ်လာဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပထမဆုံးပြောချင်တာက2013မှာရွယ်ကတ်ရပြီးတော့ပြန်ပြီးမှအသိခံရတဲ့လူတွေအနေနဲ့ကိုယ့်ရဲ့ရွယ်နံပါတ်ကိုအလွယ်ရဖို့လိုတယ်ကိုအဖက်ခံရတဲ့အချိန်မှာဒီလာဝကဖြစ်ဖြစ်ရေးဖြစ်ဖြစ်ကိုယ့်ရဲ့အမှုကိုင်တဲ့စီမှာကျွန်တော်မှာရွယ်ကတ်ရှိပါတယ်ကျွန်တော်မှာရွယ်နံပါတ်ကတာပါဆိုမှကျွန်တော်တို့ရွယ်နံပါတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကပထမဆုံးကိုယ်တိုင်အဖက်ခံရတဲ့လူကိုယ်တိုင်လောက်ရမယ့်အရာဖြစ်တယ်နောက်ပြီးတော့ဒုတိယအချက်ကတော့ကိုယ့်ရဲ့ဒီ UN ကအရင်ကရထားတဲ့မိတ်တူတွေကိုပေါ့နော်ကိုယ့်ရဲ့မိသားစုဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းဖြစ်ဖြစ်ယုံကြည်စိတ်ချရတဲ့လူစီမှာအထောက်ဖို့လိုတယ်ခုလိုပဲအဖက်ခံရတဲ့အချိန်မှာဒီ UN စာရွက်ဖြစ်ဖြစ်ပေါ့နော်ကတ်ဖြစ်ဖြစ်အရင်အဟောင်းတွေကိုကျွန်တော်တို့ကဒီလိုမျိုးအမှုကိုင်တဲ့လာဝကစီမှာသွားပေးရတယ်ပေးမှပဲဒီလာဝကကနေသက်ဆိုင်ရာ UNHCR ရုံးကိုသွားပြီးမှသူ့ရဲ့ UN မှာမပုံတင်ထားတဲ့လူဟုတ်လားဆိုပြီးမှ UN ရုံးကိုပြန်ပို့တယ်စစ်ဆေးတယ်အဲ့ဒီမှပဲ UN ရုံးကနေဟုတ်ပါတယ်သူကUNHCR ရုံးမှာမပုံတင်ထားတဲ့လူဖြစ်တယ်ဆိုပြီးမှစာပြန်ပေးမှသာဒီ14ရက်အတွင်းမှာရေးဖြစ်ဖြစ် immigration ဖြစ်ဖြစ်ပြန်လွတ်မြောက်လာတာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ကတ်သိမ်းခံရတဲ့လူတွေကိုယ့်ရဲ့နာမည် UN ကတ်ပေါ်မှာပါတဲ့နာမည်ရဲ့ UNHCR နဲ့ပဲရဲ့အလွတ်ရဖို့လိုတယ်ဒီခုနပြောသလိုကိုယ့်ရဲ့မိသားစုဆွေမျိုးတွေစီမှာတင်ထားပါအဖက်ခံလို့ရှိရင်အဖက်ခံပြီးတာနဲ့ချက်ချင်းအကြောင်းကြားပါကိုယ့်ရဲ့အဖွဲ့အစည်းတွေစီမှာအကြောင်းကြားပါအဖွဲ့အစည်းကနေတက်ဆိုင်ရာသူ့ရဲ့ဒီလာဝကရုံးတွေမှာသွားပေးရတယ်အဲ့မှာပဲဒီ application တွေကကျွန်တော်တို့ဒီလူပါ UN တကယ်ပတ်ပုံတင်လုပ်ထားတာရှိမရှိဆိုတာအများစစ်ဆေးပေးမှာဖြစ်တယ်တကယ်လို့ပေးတဲ့ဟာနောက်ကျတယ်ဆိုရင် UN immigration ကလည်း UN ရုံးကိုပို့တယ် UN ကလည်းတစ်ခါလေစာပြန်လာနောက်ကျတဲ့အတွက်ဒီတချို့တွေကတရားရုံးရောက်သွားတာဖြစ်တယ်အဲ့လိုမဖြစ်ရအောင်ဖန်တီးတာနဲ့တရက်အတွင်းမှာချက်ချင်းနောက်ရက်တွေမှာအကြောင်းကြားနိုင်ဖို့လိုတယ်ပြီးဒီကိုယ့်ရဲ့အဖွဲ့အစည်းတွေကနေသက်ဆိုင်ရာပို့ပေးတယ်ဆိုရင်14ရက်အတွင်းမှာပြန်ဖတ်လာတယ်ဖတ်လာလို့ရှိရင် UN ကတ်ကိုပြန်ပေးတယ်ဆိုတဲ့ဟာကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့ဒါကြောင့်ဒီနေရာမှာပဲဖြစ်ဖြစ်အခုချိန်ကဖန်စီတယ်ရမ်းများတယ်အဲ့ဒါကြောင့်ဘူးစိုက်ကြပါကတ်သိန်းသမားတွေလည်းဘာမှမကြောက်ဘဲနဲ့ခုနကျွန်တော်ပြောသလိုကိုယ့်ရဲ့နံပါတ်ကိုအလွတ်ရအောင်လုပ်ပါကိုယ့်ရဲ့တငယ်ချင်းစီမှာဒီစာရွက်စာတမ်းတွေအထောက်ပေးပါပြီးတော့ကျွန်တော်တို့community ဘက်ကနေအဖွဲ့အစည်းပိုင်းကနေကူညီလိုက်မယ်အဲ့ဆိုရင်ဖန်စီခံရင်လည်း UN ကတ်ရပြီးမှပြန်ထွက်လာတယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်